ဒါကတော့စက်တိုက်ပေါ့စောစောနာကကျမတို့ကဒီမှာဆိုလို့ရှိရင် verb to be ဒါကတော့ကလေးတွေကိုမှတ်မိအောင်လို့မလို့ဆိုခိုင်းထားတာဖြစ်ပါတယ် verb to be ကဘာကိုပြဆိုရင်ဆိုတာရှိကြောင်းဖြစ်ကြောင်းပြရှိပါတယ်ဆိုလို့ရှိရင်နေရပေါ့ဖြစ်တယ်ဆိုရင်တော့အလုပ်ကိုင်းကျမကအကြောင်းသူဖြစ်တယ်ဆရာမဖြစ်တယ်စသဖြင့်ပြောတာဖြစ်ပါတယ် verb to do ကဘာကိုပြဆိုလို့ရှိရင်ပြုလုပ်ခြင်းစောစောနာပြောခဲ့တယ်ပြုလုပ်ခြင်း action verb to ရည်ရွယ်ခြင်းဖြစ်ပါတယ် verb to do ကဘာကိုပြဆိုရင်ပြုလုပ်ခြင်းကိုပြပြောနော် model verb ကကြတော့ model verb ကဘာကိုပြဆိုရင် helping verb တွေဖြစ်တယ်လို့ကြောင့်မလို့ကူညီခြင်းကိုပြလို့သင်ထားပါတယ်ဟောဒီမှာ verb to have ကဘာကိုပြဆိုရင်စောစောကပြောခဲ့သလိုပိုင်ဆိုင်မှုကိုပြဘယ်သူမှရှိတာလဲဒီမှာမှာရှိသည်ဆိုတဲ့မြန်မာလိုပေါ့နော် verb to have ကဘာလဲဆိုရင်မှာရှိသည်အဲ့တော့ရှိသည်လို့ရိုးရိုးပြောလို့ရှိရင်ကျမတို့ကဘာနဲ့ရောနိုင်လဲဆိုလို့ရှိရင် verb to be နဲ့ရောနိုင်တယ်လေတရားတော့ verb to have ဖြစ်ပါတယ်မှာရှိသည်ဘယ်သူမှာရှိတာလဲလို့မေးလို့ရှိရင်ကျမတို့က subject မှာရှိတယ်လို့ပြောပြပေးနိုင်ရပါမယ်နော်နောက်တစ်ခါတော့ model verb ဒီ model verb လေးကိုကြောင်းပြောမယ်ဆိုလို့ရှိရင် can cook well words တွေကဒီမှာတချို့စကားလုံးလေးငါးလုံးအသုံးများတဲ့ဟာလေးကိုကလေးတွေအတွက်ရွေးထုတ်ထားပေးတယ်ပေါ့နော်အဲ့ say and can ဆိုလို့ရှိရင်ဘာလဲဆိုရင် ability လို့ခေါ်တယ်လုံနိုင်စွမ်းကိုပြတာငါလုံတတ်တယ်ငါလုံနိုင်တယ် I can do it I can sing ဒါမှမဟုတ်ရင် I can swim ပေါ့နော်ငါလုံတတ်တယ်လုံနိုင်တယ်ဆိုတဲ့စွမ်းရည်ကိုပြခြင်းဖြစ်ပါတယ်နောက်တစ်ခုက will well ကကြတော့ဘာလဲလိမ့်မည်စာလို့ရရင်တော့လိမ့်မည်ပေါ့ဒါပေမဲ့စကားနဲ့ပြောတဲ့အခါကျရင်မဲဆိုတဲ့စကားလုံးကိုမှတ်တွဲပြီးတော့မှတ်ဖို့လိုတယ်သူကတော့ဘာလဲဆိုရင်မဖြစ်သေးတဲ့အနာဂတ်ကာလကိုပြောတာဥပမာဆိုကြပါစို့မဖြစ်သေးတဲ့အနာဂတ်ကာလဆိုတာ future ပေါ့ငါတို့တွေမနေ့ကကြလို့ရှိရင်တရိတ်ဆိုင်ကိုသွားမယ်ဒါဆိုလို့ရှိရင်မယ်ဆိုတာ will နော် we will go to the zoo tomorrow ဆိုပြီးတော့မှပြောရပါမယ်နောက်တစ်ခုက should 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 ကတော့ဘာလဲဆိုလို့ရှိရင်သင့်တယ်ဆိုတာဘာလဲဆိုရင်အကြံဉာဏ် suggestion ပေးတာပေါ့နော်အဲ့တော့ကလေးတို့တစ်ခါလေးကြာရင်ကျမမေးတယ်လေshould နဲ့ပတ်သက်ပြီးစကားလုံးလေးစာကြောင်းလေး construction လုပ်ပြပါတိဆောက်ပြပါဆိုရင်သူကဘယ်လိုပြောတာ sentence structure လေးကိုပြောပြတယ်ဆိုလို့ရှိရင်you should drink a lot of water you should eat vegetables you should sleep early tonight ဒါမျိုးလေးသူပြောတတ်နေပေါ့နော်အဲ့လိုမျိုးစာကြောင်းလေးနဲ့လေ့ကျင့်ပေးရပါမယ်နောက်တစ်ခါ may ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်မသေးချာမှု uncertainty ပေါ့မသေးချာတာကိုပြောတာဘာဖြစ်လို့လဲဆိုဒီမှာမြန်မာလူကသူကဘာလဲဆိုဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာဖြစ်နိုင်တာနဲ့မတူဘူးเนาะဖြစ်နိုင်တယ်ဆိုလို့ရှိရင်ကျမတို့ခံနဲ့ရောတော့မှာအခုဟာဖြစ်ကောင်းဖြစ်နိုင်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဟာဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့ဥပမာဆိုကြပါစို့မင်းမေအိမ်မှာရှိလားလို့မေးလိုက်တဲ့ခါကျရင် maybe ဆိုတဲ့အဓိပ္ပာယ်ရှိချင်လည်းရှိမယ်မရှိချင်လည်းမရှိဘူးနောက်တစ်ခုကတော့ may ကတော့ may I go out တို့may I come in လို့စသဖြင့်ခွင့်ပြုမှုတောင်းခံတဲ့နေရာမှာသုံးတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုက model verb မှာဒါကတော့ must သူကကြတော့မဖြစ်မနေရမည်ဆိုတဲ့ဒီပဲလုပ်ကိုလုပ်ရမှာဘာကိုလိုက်နာမှာလဲဆိုရင်စီမင်းစည်းကမ်းတွေဟိုမှာ rules လို့ခေါ်တဲ့ rules ကိုလိုက်နာရမှာပေါ့စိုက်ကဲစီးမယ်ဆိုလို့ရှိရင်အောက်ထုတ်ဆောင်ရမယ်ကားစီးမယ်ဆိုလို့ရှိရင်ခပ်ပတ်ပတ်ရမယ်နောက်ကကျောင်းကအိမ်စာဆိုလို့ရှိရင်ကျမတို့ကလုပ်ကိုလုပ်ရမယ်ဆိုတဲ့ rules တွေစီမင်းစည်းကမ်းတွေကိုပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ verb to be ရဲ့အဓိပ္ပာယ်ကပါရလဲ model verb တွေရဲ့အဓိပ္ပာယ်ကပါရလဲဆိုတော့ကလေးတွေကောင်းကောင်းနားလည်နိုင်မယ်ထင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ဆုံးဗီဒီယိုလေးတစ်ခုနဲ့ကျမဆက်ပြီးတော့ရှင်းပြပေးပါမယ်နော်ဒါလေးပါရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ခုနော်